こと今すぐやめろやめろ中国政府は独裁ミャンマー軍事責任支配していること今すぐやめろやめろ中国がビルマに武器輸入していること今すぐやめろやめろ中国はビルマに武器輸入していること今すぐやめろやめろ中国政府は独裁ミャンマー軍事責任支配していること今すぐやめろやめろဒီတရုတ်အစိုးရဟာစစ်အာဏာရှင်ကိုပိုသက်ဇိုးရှိမဲ့စစ်တပ်ကိုလက်နက်တွေတရားဝင်ရောင်းချနေတဲ့ဟာတွေစစ်တပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေတရားဝင်ပတ်ဖို့ပြင်နေတဲ့ဟာတွေကိုလည်းရပ်ဆိုင်ပြဖို့ကျွန်တော်တို့လာရောက်ဆန္ဒပြခြင်းဖြစ်တယ်やめろやめろ中国政府は独裁ミャンマー軍事責任支配していることやめろやめろ中国はビルマに武器輸入していることやめろやめろ中国はビルマに武器輸入していることやめろやめろ中国政府は独裁ミャンマー軍事責任支配していることやめろやめろဗမာနိုင်ငံတလောက်လူခွင့်ချုပ်ဖောက်နေတဲ့ကိစ္စကိုနိုင်ငံတကာဆွေးနွေးပွဲမှာလည်းစစ်အစိုးရကအမြဲတမ်းသူ့ဗီဒီယိုကိုတုံးပြီးတော့မှပယ်ချတဲ့ဘိုင်းတွေလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်ဒီမိုကရေစီဖို့အတွက်စစ်အစိုးရအမြဲတမ်းရှိရနေကာစီဆောင်ရွက်နေတဲ့ပုံမှာဂျပန်ရောက်ကျွန်တော်တို့နိုင်ငံသားတွေကဒီနေ့တရုတ်တန်ရှိကိုလည်းရောက်ရှုံချကန့်ကွက်တာဖြစ်တယ် Stop China support to Burma! Stop China support to Burma! We want democracy! We want democracy! Free Aung San Suu Kyi! Free Aung San Suu Kyi! Stop China support to Burma! Stop China support to Burma! We want democracy! We want democracy! Free Burma! Free Burma! Free Aung San Suu Kyi! Free Aung San Suu Kyi! ကျွန်တော်တို့တနင်္လာနေ့နဲ့တောက်ကြနေ့အထိ9ရက်တိုင်ဒီမှာ3နိုင်ရက်နဲ့4နိုင်ကျမှကန့်ကွက်မှာဖြစ်ပြီးတော့မှလာမဲ့တောက်ကြနေ့မှာဒီတရုတ်တန်ရုံးကနေတစ်ဆင့်တရုတ်ဝန်ကြီးချုပ်တောင်ကိုကျွန်တော်တို့စာတစောင်ရေးသားပြုမှာဖြစ်ပါတယ်ဗမာပြည်အရေးကိုဝင်ရောက်ဆုတ်ပတ်ခြင်းမှာပြုဖို့ဗမာပြည်စစ်အာဏာတည်မြဲဖို့အတွက်စစ်တပ်နဲ့ပြည်စီရောင်းချမှုတွေကိုရပ်ဆိုင်းပြဖို့နောက်ကျွန်တော်တို့နိုင်ငံဖြစ်ပေါ်နေတဲ့ပြည်တွင်းအခြေအနေကိုလည်းဝင်ရောက်စစ်ဖက်မှုမလုပ်ဖို့စတာတွေချက်ပါတဲ့အသေးစိတ်ကျွန်တော်ရေးသားပြီးတော့တရုတ်အစိုးရတောင်းဆိုတော့ရှိပါတယ်ဒီနေ့ကျွန်တော်ပြချင်းရေးချက်အဲ့လောက်ဖြစ်ပါတယ်ခင်ဗျာ